လမ်းမင်းကြောက်စာနှင့်ပျောက်ဆုံးသွားသောမြို့တော်အပိုင်းတစ်တန်းခေါင်ရန်မှအလင်းတန်းဟိုးရှိတုန်းကမြူကိုဝေလို့ခေါ်တဲ့ရွာကလေးတစ်ရွာရှိတဲ့အဲ့ဒီရွာကလေးကတခြားရွာတွေနဲ့မတူပဲထူးခြားတဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါကတော့နေဝင်ပြီးလာနဲ့ရွာသူရွာသားဘသူကမှအိမ်ပြေမထွက်ရဲကြတာပါပဲရွာရဲ့အနောက်ဘက်မှာရှိတဲ့တောနဲ့ကြီးတဲ့ကနေထူးဆန်းတဲ့အတန်တွေကြားရတတ်တယ်လို့လူကြီးတွေကပြောလေရှိကြတယ်ဒီရွာမှာမောင်ခမ်းလို့ခေါ်တဲ့အသက်12နှစ်အရွယ်ကောင်လေးတစ်ယောက်ရှိတယ်မောင်ခမ်းကစူးစမ်းခြင်းစိတ်ပြင်းပြသူတစ်ယောက်ပေါ့လူကြီးတွေကတောနဲ့ကြီးထဲမှာတရေဘလူးတွေရှိလေလို့ပြောကြပေမဲ့မောင်ခမ်းကတော့မယုံဘူးသူကတောထဲမှာတန်ဖိုးရှိတဲ့ယရနာတစ်ခုခုဒါမှမဟုတ်လူဝက်ချက်တစ်ခုခုရှိမယ်လို့အမြဲယုံ